ဒီဆရာဆိုလို့မြင်းကြီးနားကိုလာပြီးတော့တင်တန်းပို့ချတဲ့အချိန်ကစပြီးတော့ဒီ hotel life ကိုစတင်သိရှိခဲ့တယ် မင်္ဂလာပါ2022တုန်းကကျွန်တော်ကချင်ပြည်နယ်မြင်းကြီးနားမြို့မှာဟိုတယ်တင်တန်းသွားရောက်ပို့ချခဲ့ပါတယ်အဲ့တုန်းကသမီးနဲ့ဆုံခဲ့ပါတယ်သမီးလေးကစူးစမ်းတယ်ရည်မှန်းချက်လည်းရှိပါတယ်အဲကြောင့်အခုချိန်မှာသူဖြစ်ချင်တဲ့ cruise တင်မောမှာအလုပ်ကင်နေပါတယ်အဲ့သမီးအနေနဲ့ပေါ့နော်ဒီ cruise ship ကိုဘယ်လိုစိတ်ဝင်စားသွားလဲပြောပြပေးလို့ရမှာ ကျမကတော့အရင်တော့ဒီ hotel life ကိုမသိခဲ့ဘူးဒီဆရာဆိုလို့မြင်းကြီးနားကိုလာပြီးတော့တင်တန်းပို့ချတဲ့အချိန်ကစပြီးတော့ဒီ hotel life ကိုစတင်သိရှိခဲ့တယ်ပြီးတော့မှတင်တန်းပို့ချပေးတဲ့ဆရာမကိုတိုင်ကလည်းဒီ cruise ship ပေါ်မှာညီပေါင်းများစွာလှုပ်ခဲ့တဲ့သူတယောက်ဖြစ်တယ်အဲဒါကြောင့်မို့ cruise ship life ကိုစိတ်ဝင်စားလာပြီးတော့ဒီ cruise ship ပေါ်မှာလှုပ်ဖို့အတွက်ကိုဆုံးဖြတ်ချက်ချခဲ့ တင်တန်းပြီးသွားတဲ့အခါကျတော့ဒီလုပ်ငန်းအတွေ့အကြုံရှိဖို့အတွက်သမီးဘယ်လိုစူးစမ်းခဲ့လဲ တင်တန်းပြီးဆုံးပြီးနောက်ရန်ကုန်က 5 star hotel မှာနှစ်လှုပ်ပြီးတော့မှအတွေ့အကြုံများစွာယူခဲ့ပါတယ် အဲ့သမီးအတွေ့အကြုံရသွားပြီးတဲ့အခါကျတော့ဒီ cruise ship ကိုဘယ်လို join ခဲ့လဲ ဒီ 36 Power Marine မြန်မာမှာ interview အောင်ပြီးတော့ cruise ship ပေါ်မှာအလုပ်ရခဲ့ပါတယ် ကျွန်တော်တို့ Fastgo International ကခုန36 Power Marine မြန်မာနဲ့ partnership လုပ်ထားပါတယ်ဒါကြောင့်လည်းဒီလို cruise ship ကိုစိတ်ဝင်စားတဲ့လူငယ်များအတွက်ကျွန်တော်တို့ finland အများကြီးဖန်တီးပေးနိုင်ဦးမှာဖြစ်ပါတယ်ကချင်ပြည်နယ်မြစ်ကြီးနားကနေပြီးရန်ကုန်ရောက်လာတဲ့အချိန်မှာသမီးက cruise line ပေါ်မှာပဲလုပ်ချင်တယ်ပြောတယ်ဒါကြောင့်မို့ဆရာတို့ကဆုံးဖြတ်ချက်ချပြီးအတူတူစူးစမ်းတယ်သမီးလည်းအရင်စူးစမ်းတယ်အခုချိန်မှာသမီးလှုပ်ချင်တဲ့ cruise line ပေါ်ကိုလှုပ်ရဖြစ်တဲ့အတွက်ကြောင့်မို့သမီးအနေနဲ့နောက်လူငယ်တွေကိုပြောချင်တယ် ကျမကိုတိုင်ကလည်းဒီ cruise ship ပေါ်မှာအလုပ်ရဖို့အတွက်ကိုခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးတော့မှဒီအလုပ်ကိုရရှိခဲ့ရပါတော့ပြီးတော့ဒီအရာကိုလုပ်နေတဲ့အချိန်မှာငါမရတော့ဘူးလားဆိုရဲအသွေးမျိုးဝင်ခဲ့တဲ့အချိန်ရှိခဲ့တယ်ဒါပေမဲ့ငါဒီအရာကိုရမှဖြစ်မယ်ဆိုရဲအသွေးနဲ့ဆက်လျှောက်ခဲ့ပြီးတော့မှရအောင်လုပ်ခဲ့တယ်။အဲဒါကြောင့်မို့ဒီ career ကိုစိတ်ဝင်စားနေတော့လူငယ်များလည်းဆုံးဖြတ်ချက်ချဖို့မကြောက်ကြပါနဲ့။ကိုဖြစ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့ပန်းတိုင်ကိုရအောင်ဆက်လျှောက်ပါလို့တိုက်တွန်းချင်ပါတယ်။ ဒီသမီးလေးရဲ့ career journey ကိုလူငယ်တွေအားလုံး inspiration ရလိမ့်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်တို့ Fastgo International ကလူငယ်များရဲ့ရည်မှန်းချက်ကိုတွားရောက်စေတဲ့လမ်းကြောင်းကိုကျွန်တော်ညွှန်ကြားပေးတယ်ဖော်ဆောင်ပေးတဲ့ကြောင့်မို့နော်ဒီလိုရည်မှန်းချက်ရှိတဲ့လူငယ်တွေအားလုံး Fastgo International မှာလာပြီးတော့သင်တန်းတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်